အဲ့တော့ကိုတီစောက်ထားတဲ့အတိုင်းပဲကိုဝင်းချင်မှလူတွေရောက်လာတာယူပဗေဒသဘောတရားရလဲလက်တွေ့ကြတယ်ဖះပြောတာလေတမဏိနတမနောဂောနိနဂောနောလေနွားနွားချင်းပေါင်းတယ်သူတော်ကောင်းသူတော်ကြောင်းချင်းပေါင်းအရေးချင်းရှိတဲ့သူကအရေးချင်းရှိတဲ့သူချင်းပဲပေါင်းတယ်ဟုတ်လားအဲ့တော့ကိုပေါင်းနေတဲ့သူတွေကိုကြည့်လိုက်တယ်ကိုပေါင်းနေတဲ့သူတွေကအချိုးမကြောက်ဘူးကိုယ်တိုင်မှာအရေးချင်းနေနေလို့ပြောဒါသတိထားကြအချက်ကဲဟုတ်ပြီနံပါတ်1ပါတယ်ဥဋ္ဌာဏတံပရာထားကြွလုံလဝရိယရှိရမယ်အဲ့ဒီမှာထားကြွလုံလဝရိယရှိလိုက်တာနဲ့ဘာဖြစ်သွားလဲအချိန်ဆွဲတယ်ဆိုတဲ့ပြဿနာကိုဖြေရှင်းမိတာဖြစ်သွားတယ်နောက်တစ်ခုက continuous learning ဘာလို့အောင်လဲကျွမ်းကျင်မှုတွေအမြဲတမ်းထားပြီးလေ့လာနေရမယ်ခုနကဘုန်းပြောခဲ့ time is everything အချိန်နဲ့ကိုယ့်ရဲ့တန်ဖိုးအချိန်ဒီလူဤတန်ဖိုး valuable person meaningful person ဖြစ်ဖို့ဆိုရင်ကိုသုံးနေတဲ့အချိန်တွေကတကယ်အကျိုးကျေးဇူးများလားအချိန်ကအလကားသုံးလိုက်ရင်အဲ့ဒီလူကအလကားလူဖြစ်တယ်အချိန်ကို10လောက်တန်အောင်သုံးရင်10တန်တဲ့လူဖြစ်သွားတယ်အချိန်ကို1000တန်အောင်သုံးရင်1000တန်တဲ့လူဖြစ်သွားတယ်ဟုတ်လားအဲ့တော့အချိန်ဒီလူဤတန်ဖိုး time is everything Abraham Lincoln ကပြောတယ် time is everything အချိန်ဒီလူဤတန်ဖိုးဒါကြောင့်အဲ့ဒီအချိန်နဲ့ဆက်ပြီးကိုယ့်ရဲ့ learning သင်မှုတွေလေ့လာမှုတွေသင်တဲ့အခါနံပါတ်1ကိုသင်ယူငါမှဤရှင်းနေဘလို့ရှိလဲအာသာချက်တွေအာနယ်ချက်တွေရှိလား read yourself read the environment ငါပေါင်းနေတဲ့ငါပတ်ဝန်းကျင်ငါရဲ့မိတ်ဆွေတွေငါနဲ့ထိဆက်နေတဲ့တွေ့ထိနေတဲ့သူတွေကဘလို့လူတွေလဲ read the situation လက်ရှိတိုင်းပြည်ရဲ့အခြေအနေကမ္ဘာရဲ့အခြေအနေကဘလို့လဲမနက်ကတည်းကကြီးကိုပြောခဲ့တယ်နော်အခုချိန်မှာ survival ဖြစ်ဖို့အဓိက development ဖြစ်ဖို့က knowledge ဘိုင်းကိုအဓိကသွား system ဘိုင်းကိုအဓိကသွားစီးပွားရေးဖြစ်တဲ့ဇော်မြန်ခုနှစ်ချိန်အန်ရည်တွေအများကြီးရောက်လာနိုင်တယ်။ပတ်သက်ရှိတယ်အတွေ့အကြုံရှိတယ်ဆိုင်ရာအပေါင်းအသင်းတွေရှိတယ်ဆိုရင်လွယ်လွယ်လေးချမ်းသာတယ်။ဒါပေမဲ့လွယ်လွယ်လေးပျက်စီးနိုင်တယ်။ဒါကြောင့်အခုနေချမ်းသာဖို့လောမကြီးနဲ့ရှင်သန်ဖို့အရေးကြီးတယ်။အရေးချင်းတွေတည်ဆောက်ပါအစင်းသစ်ဖြစ်အောင်ပြင်ထားပါ။အဲဒါဆိုရင်တမင်ဆယ်လန်းကြာဆယ်လန်းဆိုတာမျိုးလို့သူများလေးဆယ်လန်းလန်းနေတဲ့အချိန်မှာကိုယ်တလန်းတိတာသွားနိုင်လို့လို့ခြေတလန်းဂရေတလန်းမတအကတန်အောင်ကိုယ့်ရဲ့ဘဝကိုဒီဆောက်ထားမယ်ဟုတ်ပြီနော်ဒါကြောင့်ကျွမ်းကျင်မှုအသစ်တွေအမြဲတမ်းရှိနေအောင်လူတွေနဲ့ပတ်သက်တဲ့ communication ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနိဗ္ဗာန်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေစီးပွားရေးဆိုင်ရာကျွမ်းကျင်မှုတွေအများကြီးရှိနေဖို့မလိုဘူးလားအဲ့ဒါတွေကိုဒီဆောက်ပါကဲဟုတ်ပြီဝိရိယနဲ့ပတ်သက်ပြီးတော့ဘုန်းတော်ဝိရိယတက်က3မျိုးရှိဝိရိယဆိုတာဝီရပြောကြည့်ပါလေတော့ဝီရဆိုတာဘာဖြစ်တာရဲရင်တာတတ္တိရှိတာဝီရအကုသိုလ်ကိုတားဆီးပြီးတော့ကုသိုလ်ကိုဝါစီးစေတာကိုဝိရိယလို့ပြောတယ်မကောင်းတာတွေမဖြစ်အောင်မကောင်းတာတွေမပြုဘဲနေနိုင်အောင်ကောင်းတာတွေဖြစ်ထွန်းတိုးပွားအောင်ကောင်းတဲ့အရေးချင်းတွေ improvement ဖြစ်စေတာဝိရိယမကောင်းတဲ့ဟာတွေ remove လုပ်နိုင်တာဝိရိယအကုသိုလ်ကိုတားဆီးဒီကောင်းမှုတွေတိုးလာအောင် things အကုသိုလ်တွေမရောက်လာအောင်ဥမာပြင်းတယ်အကုသိုလ်ပဲပြင်းတာအကုသိုလ်ပဲလေကျင်းတယ်ဆိုတဲ့စေတသိက်ကအကုသိုလ်ပဲလေယုံညံ့တယ်ဆိုတဲ့ဟာတွေအကုသိုလ်တွေအဲ့လိုအကုသိုလ်စိတ်တွေအပြင်းစိတ်တွေအပျော်ပါးမှတ်တဲ့စိတ်တွေအလေလွင့်စိတ်တွေကိုနဲနိုင်တယ်မြနဲအောင်အကြီးချင်းကောင်းတွေတိုးလာအောင်အဲ့လိုမျိုးတိဆောက်ရတဲ့တတ္တိကိုဝိရိယလို့ခေါ်တယ်ဝိရရဲရင်အကုသိုလ်ကိုတားဆီးကုသိုလ်ကိုပွားစီပြောကြည့်ပါလေတော့ပြန်ပြောပါဦးအကုသိုလ်ကိုတားဆီးကုသိုလ်ကိုပွားစီစေတာ improvement ဖြစ်စေတာဘာလို့ခေါ်တော့ဝီရိယဝရိယမဟုတ်ဘူးဝီရိယနော်ဝီရိယဆိုတဲ့စေတသိက်တစ်ခုစိတ်ထဲမှာရှိတယ်သူရဲ့ power တစ်ခုပါအဲ့ဒီဟာကို train ပေးရတယ်ဖះပြောတဲ့အလေးကျင့်နေရစိတ်ဆွမ်းအားကို train ပေးရတာစိတ်တေနာနေဒီလောကစိတ်ကမင်းဘဝကြီးတိုးတက်အောင်ဆောင်မင်းဘဝကြီးယုံညံ့နှိမ့်ကြသွားအောင်စိတ်ကပဲလုပ်တာအဲ့ဆိုစိတ်ထဲမှာရှိတဲ့စိတ်ဆွမ်းအားလေးကိုလေ့ကျင့်ပြီးရင်လူကတိုးတက်သွားတာဘယ်လောက်လေ့ကျင့်နိုင်လဲဖះဖြစ်အောင်လေ့ကျင့်ရင်ဖះဖြစ်တယ်အက္ခတာဝကဖြစ်အောင်လေ့ကျင့်ရင်အက္ခတာဝကဖြစ်တယ်
Eddie couldn't the tea. Gawama Chana de Boko, Eddie Duru Segu legend Harabe. Joji Moody this out Harabe. Dajon the you, Chana Jade Alminyare Lubiora. The Hoboyla? Can Hobby, as a Wiria Daga, those in she, Venesino? Leve Dongushi, never digga, Aramba Wiria. Satajin, O Nasoso Ame. No one has some Bowman Pame, Nasoso Tame. Soto Gaune Legend are the summit. E and Tabido, Nana, you doing Pomodo. They don't win you all. Say yellow. E and Tarajan Nai Pomodo. Hudania, Ubinyagara, American Ma, Domo Kavama Babioge. Yen Pona will win the Dubiora. Pona will win the light. I don't know, air one can need a Pona will win the Bivari. Yen no, Bama Mabio no, Pelugin of yo. Pona will win it. Okay, Deepon Dodogavile. Pona and it, they would Lolo Miaula. Jessie Murio. Ah, Mia like that, then the Alula. Melu, the Danielo judging it. Doesn't want to Sapapin with them and beauty. Sapapin, the new opponent, the Nilo, Cow Winnie Billa. Ajay Masao Gata. Dembo Ayabima, Milan Thou Bar, good Jigila or Thou Dom Bar. Now it's out it the community by bar. As I want to Tarine Sapame, South Menre book in the Pame. South out of Sapabida, Ponta of Pondom Yeda. Now good Tari I go down now. Sound amazing Luta. The new Sanga minutes are paying. The Bagu, the 9 and Lizanga minute. The nego goes at the night, Sapabida, the nego south Nase be. Binya the Goo, the Zima Lila, Naneso, Ebinya go. Jigum Yagan Lila, we should thought. None is at Lila, Gavama down, Ebinya and the Badabi, Ludo do we look your. The nego Sanga minute. How the new night was so. The nego, Naibon Tiashese. Sao Nadela Papidovi. The nego the night paying. The nego Sangaya Lolo Sapanida. The nego the night change your line. The nego Sangaya Lolo Lagapito. The nego Nanai, the nego the la. The ne Lina, the nego Nalashi. Nangayi Lulu, Kay Sora Lulu. Tito Dona Lulu, a chain the ne, Linai, Gola. Mago Musora, Nanai Lodo. Then I do Sangaya Gondwara. The net don't show Sangaya, Sangaya no. Don't have it. It is in no. Lua go, the sound in the gym, Bama Machida, but little Jiwamle. Jiwa like Daga. Who are moving. Do go, the sound in the gym, she. Jiwa. Go this out the love go ya. A sound a yam, die sound and dia. There's how in de la ya. A pile swenny lay ya. But wow, a pile lao swerving name as e chimune go, visually, lambido nilu yara bo. Hola. American Nangama lambi needed to Amiai. There are my aid needed to homeless. Later I can know she. Amiai. American Nangalum Chana need a move. Payzari, Lagagon in Miaibe. That's your mamma. Americans will go Jiwa the Mo American and Yamane Guaramo. Ludy dissounded each in Guadora. No? The boyla. For more of your Nangan Gona, good deal chin detoba, good deal chin detour like that, Nangan detour with a piatorabe. No? Good Nangan long time, dissolve well look to Emily. Deal chin dissolve. Luce are gone on Nangama say are gonable. A Yodia gone on Nangama Yodia gonable. You might loot the town via Macomount. Loot the town via on going in my yet or do that. Another one of disarm. Never did. A lot of good lodo may, each and good disorder, Sadaji. Wuria Saler, a Salade Wuria ga. Never did some be tallied the Wuria, Aramba Wuria locally. Melochemu, Lopi on Josa. Sadajin desire, self and the shape. Go sacco, no. Low me, did good lodome, diligent on the good, disordome. Go data de lad. Pomoku Bioin, Mana Eata, Nanai doing. Yala. Yan deny Pomodone. Eata deny Okua Eata Pona Yana did. Yana did the Poin kind. Pona, Ea will know your Poi Pabi 8. Di Luma Docamia with the young.
ကြင်ဖုံးကအဲ့ရဝေးမှာထားတဲ့အခါ brain tumor ဖြစ်မယ်အောင်ကျော်တဲ့ပတ်သက်တဲ့ပြဿနာတွေများမယ်တနေ့ကိုဂိမ်းဆော့တနေ့ကိုတစ်တော့တုံးနေတဲ့အခါဒီ sensor တွေလက်မှာ sensor တွေကအများကြီးပါအဲ့ sensor တွေအောင်ကျော်တွေကြီးလာတဲ့အခါအဲ့မှာလူကလေဖြန်းတာလို့ဘာလို့ဒီຢာတွေကဖုံးရဲ့ heat အပူတွေကကိုတက်နောက်ဖုံးရဲ့ဒီ microwave တွေဒီຢာတွေကဘုံတို့ brain ကိုတောက်လျှောက်ထိတယ်ဖုံးပြောရင်ဘယ်ဘက်နဲ့ပြောဆိုတာဒါမျိုးလေးတွေအစအကုန်လုံး view site တွေအချက်အုံနောက်ရဲ့ညာဘက်ချမ်းမှတ်ဉာဏ်ကိုအဓိကသွားတာဒါဘုံတို့အုံနောက်ကိုဂယုစိုက်ဖို့အရေးကြီးတယ်နော်ကံဟုတ်ပြီအရေးချင်းတစ်ခုကိုစသချင်းမလုပ်လို့မလဲတိဆောက်တော့မယ်ဆိုတာနဲ့အာရမ္ဗဝရိယစကြိုးစားရမယ်ဟောပြီကြိုးစားရောဆိုတော့မြန်မာတွေမကြိုးစားဘူးလားဘယ်လိုပြောတော့ဆရာဘယ်လိုပြောကြခဏလေးနေတော့မလုပ်တော့အဲ့ဒါဘာပြောကောက်ရိုးမီးလို့မပြောဘူးလားဟိုးဆိုထတောက်လိုက်တာလေမီးတော့ကောက်ရိုးမီးနေတော့မရအစသချင်းကြိုးစားတယ်ကြိုးစားလာတဲ့အခါကျတော့နည်းနည်းလေးရက်ပိုင်းလေးကြာတယ်လပိုင်းလေးကြာလာတယ်နှစ်ပိုင်းလေးကြာလာတယ်ငါသူများလိုထူးခြားဖြစ်မလာသေးပါဘူးလို့ဖြစ်တဲ့အခါကျတော့ပြင်းသွားတယ်အဲ့ဒီပြင်းသွားတဲ့စိတ်ကိုအနာယူနိုင်မှုကြတော့နိက္ခမဝရိယ level ဒုတိယတစ်ဆက်အဲ့ဒါမှထက်ဆင့်ပြီးဝရိယကို upgrade ထပ်မြင့်ရပြင်းတဲ့ဟာကိုကြော်ရတယ်ဥပမာဘုန်းတို့စာဖတ်တယ်ပြင်းတယ်အိတ်ဖက်ရင်ခဏနေလှည့်ဖက်လိုက်တယ်ခဏလေးနဲ့စာအုပ်ကပြုတ်ကြဆိုအဲ့ဒါဆိုရက်ဖက်လို့စာဖက်လို့ပြင်းနေဆိုရင်လမ်းလျှောက်ပြီးဖက်ဒီအပြင်းတစ်ခုကိုဘုန်းတို့နိုင်မို့လို့တယ်နောက်တစ်ခုစာအုပ်ခဏ15မျက်နှာဖတ်မယ်လို့ဆုံးဖြတ်ထားရင်တမျက်နှာ2မျက်နှာရှိတယ်နားမလဲလို့ဖြစ်စေအကြောင်းတစ်ခုအကြောင်းဖြစ်စေပြင်းသွားမရဘူးအဲ့ဒါဆိုဖတ်ရမယ်15မျက်နှာမပြည့်မချင်းမျက်စိပြူဖက်အဲ့ဘက်ထိုင်းဘက်လမ်းလျှောက်ဘလို့ဘက်15မျက်နှာနောက်ကျကြော်သွားတယ်ဟောအဲ့မှာစာဖတ်တဲ့အရှိန်ကြီးကပို့ရပါဒီနေ့ကိုနိုင်ဝက်လောက်စာဖတ်တာကိုယ့်အတွက်ကအပန်းမကြည့်ဘူးဒီလိုမျိုးဖြစ်သွားတာနော်အဲ့တော့နိက္ခမဝရိယဘာသာရေးနဲ့ပတ်သက်တဲ့စာဖတ်မယ်ဆိုတော့လေကောင်းတာပေါ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့စာဖတ်မယ်ဆိုလည်းကောင်းတာပေါ့အတွေးခေါ်ကောင်းတဲ့စာတွေဖတ်မယ်ဆိုရင်လည်းကောင်းတာပေါ့ဟုတ်ပလားနော်အဲ့တော့နိက္ခမဝရိယပြင်းတဲ့စိတ်ကိုအနိုင်ယူနိုင်မှုနောက်တစ်ဆင့်မြင့်တာကိုနိက္ခမဝရိယလို့ခေါ်တယ်နောက်ဆုံးတစ်ခုကဘာလဲပရကမဝရိယကျတော့အောင်မြင်တဲ့ဝရိယကိုတိဆောက်နိုင်ကိုရည်မှန်းချက်တွေအောင်မြင်သွားပြီနော်ဘလောက်ရည်မှန်းထားတယ်ကိုရည်မှန်းချက်တွေကိုဘယ်နှစ်အတွင်းဘလောက်ရည်မှန်းထားတယ်အဲ့ဒီဟာတွေအောင်မြင်အောင်လှုပ်သွားနိုင်တာအဲ့ဒါကိုကျတော့ပရကမဝရိယလို့ခေါ်တယ်ဟာငါနေ့တစ်နေ့တစ်နာရီပုံမှန်တရားအားထုတ်မယ်ဘယ်နည်းအားထုတ်ဖြစ်တော့တလပြည့်အောင်အားထုတ်မယ်ဒါမှမဟုတ်ဆဲပြည့်အောင်အားထုတ်မယ်အဲ့လိုမျိုးကိုရည်မှန်းထားတဲ့ရည်မှန်းချက်တစ်ခုကိုအောင်မြင်အောင်လှုပ်လိုက်နိုင်တဲ့ဝရိယကိုပရကမဝရိယလို့ခေါ်တယ်ဒါကြောင့်ဝရိယတက်က3မျိုးရှိတယ်အဲ့ဒါကိုနားမလဲတဲ့အခါပြင်းမလို့တော့ပြင်းတာကသဘာဝကြတယ်နော်စပြီးလှုပ်ချင်တယ်ပြန်ကြသွားမယ်အဲ့ဒီဟာကိုပြန်ဆွဲတင်ဒုတိယဆင့်တက်လာတယ်ဒီအဲ့ဒုတိယဆင့်တက်တဲ့ကကြကျင်မယ်အဲ့ကြကျင်တဲ့ဝရိယကိုအမြင့်ဆုံးထိရအောင်ရည်မှန်းချက်ကြီးကြီးနဲ့တင်လိုက်အဲ့ဒါဆိုအောင်မြင်မှုထိရသွားအဲ့မှာလူတွေကတက်တယ်နည်းနည်းလေးခက်ခဲတွေ့တယ်ကြသွားတယ်ထပ်ပြီးမတက်တော့သွားရမအောင်မြင်တော့အဲ့လိုလူတွေကဘလောက်အခြေအနေကောင်းတွေပဲပြေးပြီးမအောင်မြင်တော့ဘူးဒါကြောင့်ဝရိယတက်ပဲနှမျိုးတော့ဗါတယ်တော့စတင်တဲ့ဝရိယဟုတ်လားဒုတိယအဆင့်ပြင်းမှုကိုကြော်ဖြတ်တဲ့ဝရိယနောက်နံပါတ်3ကအောင်မြင်မှုရရှိတဲ့ဝရိယတက်ပဲနှမျိုးတော့ဗါတယ်တော့စတင်တဲ့ဝရိယပြင်းမှုကိုကြော်ဖြတ်တဲ့ဝရိယအောင်မြင်မှုရရှိတဲ့ဝရိယတက်ပဲနှမျိုးတော့3မျိုးအဲ့ဒီဟာမျိုးနဲ့လေ့ကျင့်ရတယ်အဲ့ဒါကိုဥဋ္ဌာဏတမ္ပရာလို့ခေါ်တယ်တရောင်မောတရောင်စင်တောင်မြင့်ပတ်ချံရန်တရောင်ဆုံးမြန်တော့တကုံးကြံမြန်ပေသမှုဆရာမငွေတာကြီးပြောသလိုပေါ့နော်တစ်ဆင့်ချင်းဝရိယကို level up လုပ်ယူရတယ်ခဏကျဝရိယကို level up မလုပ်ဘူးဘာလို့ကြောက်တင်းနဲ့လိုက်တတ်တယ်ဟိုတင်းနဲ့လည်းသူပါတာပဲတွေ့နေကြဒီတင်းနဲ့လည်းတွေ့နေတာနောက်တင်းနဲ့လည်းတွေ့တာဘာမှသူလက်တွေ့ကြမလုပ်ဘူးတင်းနဲ့နေလျှောက်တတ်ဟာအိမ်ခေါ်တင်လိုက်တခြားသွားတက်လိုက်နိုင်ငံခြားသွားတက်လိုက်နဲ့တင်းနှမ်းပေါင်းကိုစုံလို့လက်မှတ်တွေလိုအမိုးထားလို့ရမယ်ဆိုရင်မိုးတောင်ယူမှာမဟုတ်ဘူးဒါပေမဲ့လူကတိုးတက်လာတာမတွေ့အဲ့ဒါဘုန်းကြီးတွေလည်းတွေ့ရဟာဒီဘုန်းကြီးဒီတင်းနှမ်းလည်းပါတာဟိုတင်းနှမ်းလည်းပါတာဟင်ရှင်မြတ်တင်းနှမ်းတွေပတ်တယ်နေ10နှစ်လောက်ကြီးပြီအခုချိန်ဒီရွာမတက်ဘူးဒီရွာပဲနော်ဘာဖြစ်လို့တော့ရလာတဲ့အသည့်တွေအတွေ့အကြုံတွေကိုလက်တွေ့ကြအသုံးမချဘူးဟုတ်လား knowledge ကနေ wisdom ဖြစ်အောင်မလုပ် knowledge ကနေ wisdom ဖြစ်ဖို့ experience လို့လေ experience ကလောက်ယူလေ့ကျင့်ယူရင်မှရ
တယောက်နဲ့တယောက်အထာမတူလူဆိုတာကိုယ့်အထာကိုသိဖို့လိုတယ်ဒါပေမဲ့လူတွေကသူများအထာကိုသိချင်တယ်သူများအထာကသက်သက်လုံးမသိနိုင်ကိုယ့်အထာကိုသိဖို့လိုတယ်နော်ဒါကြောင့်ဝရိယဘယ်နှပါးနဲ့တော့၃ပါးနဲ့နေ့စဉ်ဘဝထဲမှာကြိုးစားပါဟုတ်ပြီနော်သင်မှုတွေအမြဲတမ်းပြုနေပါလို့ဒါနံပါတ်1နော်